မဟုတ်တိုက်လို့တော့မလို့နဲ့နှစ်တိုင်းနဲ့သွားမှာမင်းတိုက်လို့တော့ကျွလျန်ဆောနော်မာတော့ပုတ်ပါမတည်ဘူးဒါတော့ကျွန်တော်ဟီရိုရွေးနေတဲ့ဟာတွေပေါ့နော်ဟီရိုရွေးနေအနေထားပြပါတယ်ဒါတော့ညီလေးနှစ်ယောက်ကျွန်တော်ဒါကတော့ကြေးစားကြီးဆော့ပါပေါ့နော်တပွဲကျွန်တော်3ပွဲဆော့မယ်2ပွဲနိုင်တဲ့လူကအနိုင်ပဲပေါ့နော်ကျွန်တော်ကအားဟိုမှာ3ပွဲဟိုမှာကျွန်တော်တို့က9000ကြီးဒါတော့ကြေးကြီးဆော့တာဖြစ်ပါတယ်အော်ဟီရိုပါအော်လန်လားမစ်လန်လားညီလေးတို့ခါရပြောပါဒီလိုတက်တည်ယူထားပါတယ်ဟိုက်ပါတယောက်ပါအော်လန်လားမစ်လန်လားမစ်ပဲဟုတ်ပြီဗျအလေလန်တလန်နဲ့ခင်ဗျအလေလန်တလန်နဲ့ဟုတ်ကဲ့ပါခင်ဗျအလေလန်တလန်နဲ့ဖြစ်ပါတယ်တာတယ်ပါတယ်နော်တာတယ်ပါတယ်လုံးမပါဘူးတာတယ်ပါတယ်ဟိုအကုန်တာတယ်ပါတယ်အိုက်တန်အော်အိုက်တန်ပေါ့နော်အော်အိုက်တန်ပါခင်ဗျအော်အိုက်တန်နဲ့ခင်ဗျပို့ပြီးတော့ပွဲရကြည့်ကောင်းအောင်ပါခင်ဗျအော်အိုက်တန်ပါခင်ဗျဟုတ်ကဲ့ပါခင်ဗျဒါတော့ကျွန်တော်ညီလေးတွေအိမ်မှာကျွန်တော်ကြည်ပေါ့နော်မိုဘိုင်းလေးချမ်းပွဲလေးပြိုင်ပွဲလေးကျင်းပနေတာဖြစ်ပါတယ်ခင်ဗျပွဲရစားပါပြီဟိုဘက်ကအိုက်ကိုင်းတော့အော်အိုက်တန်လို့ပြောထားပြီးသားရပါတယ်ဟိုက်ပါလေမို့ဟာဝါဒီဘယ်လိုပြန်ပြန်တော့ငါအဲ့တော့ဆောက်ဝတ်လို့သွားပါယူပါဒါလည်းဘာမြူလို့အော်အိုက်တန်ပြောပြီးသားဟုတ်ရတော့ဝါกินมาแล้วจุดကျွန်တော်တို့ဒီခုချိန်မှာကျွန်တော်ဒီဘက်ကကျွန်တော်ညီလေးတွေကြိုင်နေစာရင်းအဲ့ဒါစာပြီးဆက်နေပြီโอเคပါမြတ်3ပွဲကြီးသားကြီးမိုဘိုင်းလေးချက်ကျွန်တော်တို့ဒါပြန်ပွဲကိုကျွန်တော်အိမ်မှာဦးစီးပြီးကျင်းပနေဖြစ်ပါတယ်ကောင်းတော့မှာလေကောင်းတော့အားမတူတော့ဘူးတော့မှာရုံးမှန်တော့来了အားချောင်းရမှာမတော့在的啦那被地嘛来着来了တောင်ဝါတဲ့ဒီကိုဝင်လာဖြစ်ပါခင်ဗျာကြိုက်တယ်ခင်ဗျာတိုင်းလာရုံဗတဲ့ဆိုင်တာခင်ဗျာအိုးကြိုက်တယ်ဗျာဆိုင်နေတယ်မှာလာဒီလားမွိုင်းအတန်ကြီးနဲ့ဗတဲ့ကြီးနဲ့ဆိုတာဘယ်လိုလဲကားတယောက်လေးပြတာဒီမရောဟိုနောက်မဟုတ်လာလားအဲ့ဒါလေးကောင်းလာဖြစ်တာငါရငါဘောလန်ပဲတော့ယူလာလာယောက်ကြီးပြန်ကေဝါတယ်တဲ့ဝါယောက်ကြီးအားမလာနိုင်တာနော်နိုင်ကြောင်လာနေရိုက်လာလာလေးဟုတ်ကဲ့ဒါကတော့ကျွန်တော်မျက်နှာချင်းဆိုင်ဗတဲ့ဆိုင်တာပေါ့ခင်ဗျာဒါကတော့လေတိုက်တာပဲဗျာလေတိုက်ရင်းနဲ့တခါလေအပီပြင်းကျဲကြတဲ့ပွဲဖြစ်ပါတယ်မျက်နှာချင်းဆိုင်ပေါ့နော်ဒီလိုမျိုးပွဲတယ်ပြရပါဗျာဗသက်ကနေလဲလေရှယ်တိုက်လို့ရပါတယ်စော့နေရင်းနဲ့အဲ့ဒါမှတရားကြောင့်စိတ်တက်တွေထွေပြားပြီးတော့ရှယ်ပေါ့ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်ညီဖိုးပြည့်ရဲ့အနေထားဖြစ်ပါတယ်ကိုပြည့်နာမည်ဘလူးဒီမရဇမင်းထက်နာမည်ကအတူလေးကြီးပဲရောက်ပြီလာကွာလေဟုတ်ကုန်မှာမင်းမောင်ဇမင်းထက်ဟုတ်ကဲ့ပါခင်ဗျာအားမယ်သူကလည်းမောင်ဇမင်းထက်ကတစ်ဖက်ရံပယောင်နဲ့ဟိုဘောက်ထျောင်နင်းနဲ့ဝုံးမြောင်တစ်ဖက်ဒီပဲလိမ့်နေမင်းငါတက်တော့ဟိုဖြစ်နေ။အိုင်တန်တွေကိုရှိုးတယ်ခင်ဗျာတစ်ဖက်က enemy အိုးနည်းနည်းလေးပဲခင်ဗျာ။အိုးကန်ကောင်းချက်ကတော့တကယ်မှအခုချိန်မှဆိုနေ။လာမောင်ခေါ်ရင်မောင်လိုက်ခဲ့ပါငါလေဗီဒီကွိုင်းညီကြီးရဲ့โอเคပါခင်ဗျာလေဟုတ်ပြန်တော့ဒီမတည်ဘူးလားမင်းလားပြောင်းဖိုင်လာတော့အခုကျွန်တော်တယောက်မှဟုတ်ပဲเนาะကျွန်တော်တယောက်မှမကင်းနိုင်သေးဘူးပေါ့เนาะအနေထားအသင်းပြနေအောင်လုံးလက်နှစ်ဖွဲ့လုံးဟိုဘက်ကောဒီဘက်ကောလက်တဲ့ဆန်းနေတဲ့အနေထားပဲရှိပါသေးတယ်ခင်ဗျာဟုတ်တယ်လမ်းထွက်လာရင်မဆောက်ကလေးဘာထွက်လာဆောက်ကလေးတွေရောအခုနေရာလုံးကပွဲမစခင်မှာအကုန်လုံးညှိပြီးတော့ဒါကျွန်တော်စော့တာဖြစ်ပါတယ်ခင်ဗျာခုချိန်မှာနှစ်ဖက်လုံးကเนาะနေတဲ့အနေထားပေါ့ enemy ကိုလည်းကျွန်တော်တို့ကစိန်ခေါ်တာဘယ်လိုလူနေဆိုပြီးတော့သူတို့စိန်ခေါ်ပြီးတော့ဒါသူတို့စိတ်ကြိုက်ဆော့ကြတာဖြစ်ပါတယ်အခုဒီမှာတို့စိတ်ကြဆော့ရခြင်းမှာဆိုတယောက်မကေးမြသေးဘူးမြအနေထားတွေရှိုးနေဖြစ်ပါတယ်အကွန်တားတယ်လို့နော်ဒါဒီဘလူးလို့ပါမှာလာအင်းရမ်းမယ်ညီလို့စီပဲတော့ဦးဇက်ကဦးဇက်က
ဟုတ်ကဲ့အေး ဟောမေးလိုက်လုံးမလိုက်တော့ ဟုတ်ကဲ့ပါခင်ဗျာ တွေးလျှော်တာ ဒါကတစ်ဖက်ကကျွန်တော်သွားရမယ် အဲ့ဒါလို့တင် အဲ့ဒီမှာမရှိတော့မရှိတော့အဲ့ဒါငါဒီဘက်ဆုံးစမ်းကဲဒီနေ့တော့ဘသူကပဲစုငွေတွေကိုသိမ့်မိုက်သွားမလဲဆိုတာမြင်ရလိုက်မြသွားရ ဆောက်ယူမှာမဟုတ်တာဟုတ် မိုက်တယ်ခင်ဗျာတစ်ဖက်က enemy ရတဲ့ဒုံးဝကိုလုံးဝကိုသွားပြီး short တက်လို့မရတဲ့အနေအထားဖြစ်ပါတယ် အေးကြပါဆိုဆို အဲ့ရမှာဘူးရှင်းပြောင်း ဒီချင်းကြောင်မမြင် ဒါခါမဲ့အဲ့ကောင်ဝင်နေအောင်အဲ့ကောင်ငါလုံးမအားချောင်းတဲ့ကောင်ရင်ဝင်နေ တင်လုံးနေပြီအေးရှောက်လုံးနေတာငါပါကွာ သွားပြီခင်ဗျာပျောက်ပြီဗျာပျောက်ပြီခင်ဗျာပျောက်ပြီပေါ့ဗျာကဲကျွန်တော်တို့ဒီဘက်ကမောင်ထီအောင်လင်းတို့ဘက်ကနေပြီးတော့ဖွက်ကေးကိုရရှိသွားတာဖြစ်ပါတယ်မောင်အားမတူတာကိုခေးလိုက်တာဖြစ်ပါတယ်ခင်ဗျာအားချောင်းလို့ဆိုပြီးတော့ခေးလိုက်တာဖြစ်ပါတယ် ဘာသက်အဲ့ကောင်မထောက်နိုင်ဘူးလေ ထောင်းလို့ရပြီ အားမတူတာကတော့ enemy ရဲ့ဘက်ကို blue ဘက်ကိုလာပြီးတော့စားရတဲ့ချိန်မှာပေါ့ ဘက်က enemy ကကောက်လိုက်တာဖြစ်ပါတယ် လုံးနေထားလိုက်ဟုတ်အဲ့လိုမလို့ ငါအဲ့ကောင်ဒီလိုဟဲ့ နာ ဘယ်ချုံတယ်မှာကောင်းကြီးရဲ့ မင်းပါ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 ရမင်းပါမင်းပါငါရရတာဘာလို့တော့ရတယ် မင်းလေးလေး ဟုတ်တာပဲ ဒီကင်းကြတော့ပြီးလိုက်အောင် ကဲအားမချပါရဒါတော့ဖက်ကင်းပေးလာအားမချပါနဲ့ ဘူးပါသေးနဲ့လေယာ လုံးရမ်း ဟော ဘယ်တော့ကြည့်ပါဘောက် ဘာမလို့အကုန်ရတယ်ဟိုမစ်လန်းလဲဒါမဲ့လန်းပတေကကြိုက်တဲ့နေရာမှာဆိုင်လို့ရတယ်ပတေကပတေကကြိုက်တဲ့နေရာမှာဆိုင်လို့ရတယ်ဒါမဲ့လန်းကတော့လန်းရှင်းတာကတော့မစ်လန်းပဲဒါပေမဲ့ main tower နာဟိုနောက်ဆုံး tower တွေကပေါ့နော်ဒီဘေးက tower တွေကတော့ကျိုးသွားမှလုံးဝကျိုးသွားမှကျွန်တော်တို့လန်းရှင်းရမှာဖြစ်ပါတယ် ဘယ်ရလဲမြောက် တိုင်းမင်းလာခဲ့အဘောမှာ အားချောင်းလာလား ဟာအဲ့ဒီဘက်ကနေပြောဒါဆိုတော့အာ โอเค စင်းဝင် က ချုံ လေး ချုံ တို့ ဘာကမောင်ထီအောင်လင်းတို့ဘက်ကစင်ပြီး 3K ရရှိသွားပြီလား 3K နော် ပြရအောင်အဲ့ဟုတ်တာဘာကဲမ လုံးဝတော့အဲ့ဒီပြောကလုံးဝတာဝါမချိုးဘူးခင်ဗျာကျွန်တော်တို့မောင်ထီအောင်လင်းဘက်ကလုံးဝတာဝါမချိုးဘူးခင်ဗျာ အဲ့ဒါအင်းနေဆိုတာဟောင်းလည်းအကောင်းရပြီဆိုတာဘယ်ဒီပရိုပလာရပြီဆိုတာမမလားဟာဒီမှာလုံးကိုတော့ဘာမှမအောင်လို့ပြောနေနော် ကျတယ်ကျတယ် လေတိုက်တာခင်ဗျာဘတ်တယ်ဆိုင်နေတာဒီလိုမျိုးမြင်ချင်းတိုင်းလေတိုက်ပြီးမှ share ကိုတွေ့တာဖြစ်ပါတယ်ဗျာကျွန်တော်ဒါလက်တစ်ဖက်မင်းသားလေးဖြစ်ပါတယ် ကောင်းတယ် တင်းတော့အောင်ပြန်တော့ ရန်စု ရဘယ်နဲ့ဦးဒီနေနေ ငါတော့ဒီရှော့ပြ ဘာဖြစ်သွားလို့လဲ လက်တစ်ဖက်နဲ့တွေ့တာဗျာ အဲ့ဒါတိုင်းမလို့တိုင်းယူအောင် ဟိုကဘက်ကတော့ခေါင်းချင်းဆိုင်နေတဲ့အနေအထားဖြစ်ပါတယ်တစ်ဖက်ကခေါင်းချင်းဆိုင်ပြီးတော့ဘတူကြီးဗျာတဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကပူးတွဲပြီးစစ်စင်ရေးလုံးမှာပဲအောင်နိုင်တော့မဲ့အနေအထားဖြစ်ပါတယ်တစ်ဖက်က enemy ကိုတကေးမှမရသေးဘူးခင်ဗျာဟော 1k တော့ရပါပြီခင်ဗျာဟိုဘက်ကတော့အာမန်တူတာတို့ဘက်ကတော့ 1k ရပဲရှိပါပြီဗျာ 자ဘယ်မှာတော့မလို့ဗျာငါလည်းနာမားပါ ဘယ်တော့မှမပါ ဘယ်ဥစ္စာပါပြမလားဝိဒါပြဘယ်ကို နဘောဆောင် 3ပွဲဟိုမှာ2ပွဲနိုင်ရင်လုံးဝနိုင်ပြီ3ပွဲလုံးနဲ့တကယ်လို့တည်ရကြရဆိုတော့3ပွဲလုံးပြအောင်ဆောင်ပါ ဒီဘက်နိုင်လေ ဒီပွဲတော့နိုင်ပြီတဲ့တာဝါမကျူးသေးပါဘူး EC နိုင်နေ မစ်လန်တလန်နဲ့ဖြစ်ပါတယ် ဘက်ထောင် EC ဘက်ထောင်ကျန်တဲ့နေရာဟောရှင်းရမေဂါထိမှရှင်းလို့ရမရဘူးနော် မဟုတ်နောက်ဆုံးအဲ့တာဝါကျူးသွားမှာကျူးသွားမှာကျူးသွားမှာ အဲ့တော့ချွေးမောင်းလား မချိုးပါဘူးမချိုးခုနကချိုးလို့မချိုးပါဘူး ဟောမချိုးတော်ချိုး အဲ့မှာဘယ်လိုတော့မလားဘယ်လိုတော့မလားဆရာတို့ကဆောက်ကလေးနဘာနေနာရှင်းနေရှိ
ရပြီ အေးပါ အာ တို့ငါပြောရနော်အတန်းနဲ့ရတယ်စော့လို့ပြောပြီးသားမင်းအကောသူ့ကိုသူဟိုက်မှာမစော့ရနော်အဖေက ဟိုင်ပါဆုံး မိပါ ဟဲ့ဟိုဖြတ်ပြအကောင် ဟုတ်တယ်ဘာဖြစ်အော်အိုက်တယ်လို့ပြောပြီးသွားပြီလေသူတို့ကြိုက်တယ်ဆိုပြန်ဟောတော်လေးဝင်ကြည့်တာပြပါလေအိုးလာတယ်ဗျာ what the fuck အာနှစ်ကောင်လုံးခမရစစ်ကေးဟာမိုက်တယ်ဗျာ မြန်ကြီးလည်းမရှိ အိုင်နေ မဝဲကြည့်နေတာဒီဖွယ်ဟာ ဝမ် ဝါ ငါးကောင်လုံးရပြီဗျာ တက်နေပြီငါကတက်နေလက်တစ်ဖက်တည်းစော့ လက်တစ်ဖက်တည်းနဲ့ဟို 5k ယူတာပြပါလေဟိုးကြည့်အောင်ဗျာ 5k တော့လက်တစ်ဖက်တည်းနဲ့ဆရာကြီးလက်တစ်ဖက်တည်းနဲ့ဟိုဆော့တာဗျာကဲမောင်အားမတို့ကတော့အခုချိန်ပါဆိုရင် ရှောင်းမယ်ဒီ ရှုံးကြီးကိုပဲဒီပွဲရှုံးကြီးကိုအခုနေပြန်ပြီးလိုက်ကောလိုက်နိုင်မှာအောင်မလားနောက်ပွဲမှာပဲပြန်ဆက်တော့မလားတော့ကျွန်တော်စောင့်ရမယ်နေတာပြပါလေ စီးပါလားစီးပါလား ရှောင်းမယ်တော့ ဒါပြီ အေး ဒီဘယ်တော့အကောင်ဒီဘက်ကအဲ့ဘက်ကကိုစားတယ် ရဘရဘရ လူကလည်းကျူတော့တယ်ဒီမှာစားတာ ဒီပဲ လာစီ လိမ့်ကြီးလို့ရလား သူတို့က လိမ့်မရှိတော့လိမ့်ကြီး ဟိုလေလိမ့်ကြီးလို့ရလား လဲရှင်းတော့ မင်းလိမ့်မရှိ မလိမ့်မဲ့လေတာကြီးဘာပြောတာတော့ အဲ့ဆိုဟိုတော်ဒရိုင်မဲကျွန်တော်ရှင်းလို့ရ မ နော် ရဘူးလေကျိုးရမှာအဲ့တာကကျိုးရမှာရ ရှင်းလို့ရထားစီး ရှိကွာရှင်းလို့ရတယ်တဲ့ စီးကွာရှင်းလို့စီးမကွာပဲနဲ့မရှင်း အခုဘက်ကလည်းပန်ပြီ ရှားလန်းတွေကရှိကွာမှာတယ်နော် လာ ထီအောင်တော့ ကြောက်လာ သူကတော့အာမန်တို့ဘက်ကနေတာဝါတွေကမထွက်ရတဲ့အနေသားကိုဖြစ်နေပါပြီ ကြောက်ပါလေကြောက်ဝေးရောက် ဒီဘက်က recall ပြတာကိုခံနေရတဲ့အနေသားဖြစ်ပါတယ် နောက်ဝဲကြမှာတေးတူ ရ နောက်ဝဲကြမှာမငူနဲ့ မငွေငွေကြောင်သားတယ်နော် အေး အဲ့ဟိုမရှင်းနဲ့မရှင်းနဲ့မရှင်းနဲ့ ရှင်းစီးကွာမရှင်းရမှာ ဒီထဲရောက်မှရှင်းရမှာ ဒီရှိပါမှာ ရှိကွာမှာနောက်ဆုံးတော့လေအခုစားပြီးတော့တွစ်တော့ဂိုးတောင်လို့ အလွတ်ပလိုက်ကွာ ကဲရအောင်နောက်ကောင်းလေးညောအေး စီးကွာရှင်းစီးကွာရှင်းရစီးကွာလာအဲ့နာရှင်းပြီးရပါဘာပြီးရ အဲ့ဒီပုံကြောင့် ဟိုရေကုန်တယ်ဘယ်တော့လည်းမြည်လေးတဲ့အောင်ထဲရပါလိမ့် အေးလေဦးတက်ကရေခဲတဲ့ရဲ့လေ ဘူးတော့ဘူးလာတယ်ဘူးကနာတာ နောက်ကောင်းရင်တော့ရ ဟာနာကောင်ကြည့်ရနာကောင်ကြည့် ဂျူလီယန်နောက်ကောင်းမှန်လေးတိတ်ပြီးပါပြန်ပတ် ဒါလေလာပါစီမုံကြီးမို့လား တစ်ဖက်က enemy အဆိုတော့ bat တွေရော word bat တွေရောချောင်းလင်းတို့အတင်းဘက်ကနေပြီးတော့ word bat တွေရော blue bat တွေရောအကုန်လုံးစားနေဖြစ်ပါတယ် စပယ်တော့စပယ်တော့ ဒီလိုစကီဝပြတိုင်းမှန်တာတော့သား အိုး ဒီဝဲဒီတိုင်းပဲ လေနိုင်မပြောပါနိုင်မပြော မပြရ ဒီပွဲကတော့စစ်ဝမ်းနဲ့ပဲအဆုံးသတ်သွားမယ်အနေထားလားနောက်ထပ်ကီးတွေကိုပဲထက်ကောက်သွားအောင်မလားတစ်ဖက်ကပဲတံပြန်ကီးတွေပြန်ထပ်ထိုးလာမလားဆိုတော့ကျွန်တော်ထင်အောင်ဖြစ်ပါတယ် ဆန္ဒမင်းနဲ့စားလိုက်တော့ပါမစားတော့ဘူး ဟာဒီ ပြရတယ်ရော အကြီးလိုက်တယ် အဲ့တော့ဆောင်းနေလေးမစင်းဘူးနော်ဆောင်းနေဆောင်းနေ နောက်ကောင်းတွေ့လို့ရတယ်တော်ပြီဝန်တန်ပြီ ဟာရအဲ့ကြည့်ရအောင် ကီးလားကီးဘာကီးလဲလို့ ဒါ ဒီလည်းမဒီ မစတောင်းမစဘာဘာမလုံးနဲ့တိုင်းမ ဟုတ် နောက်ဝဲမစောပဲနေမယ်နောက်ဝဲမစောပဲနေမယ်တပ်ပဲကြီး တော်ရီနိုင်ရတာဟောရ မိုင်တယ်ခင်ဗျာနောက်ထပ်ပြီးတော့ကေးကောက်သွားတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အမှတ်နဲ့တာစောမယ်ဆိုရင်တော့တစ်ဖက်က
enemy ကနေပြီးတော့မောင် လူပဲစားလူပဲစား အာမန်သူသားတို့ကနေပြီးတော့လုံးဝအမှတ်မှာဆိုရင်အမှတ်နဲ့ဆော့မယ်ဆိုရင်တော့တော်တော်လေးကိုကွာသွားတဲ့အနေအထားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ပွဲစဉ်နဲ့ပဲဆော့ဖြစ်တဲ့အတွက်ဒီပွဲမှာတော့ကျွန်တော်တို့တန်ပြန် တော့ကျူးရတယ် သူဖက်နေကြအောင်ဖက်ချားလာရောချားလာရရတယ်လို့ကြိုက်ပါတော့ โอเคโอเคတန်းကြီးစီအောင်လိုက်ရင်လား မဖက်နေစားငါတို့ငါစားအောင်မယ်ဒီအဲ့ဒီမှာတော့ဒီကနာနေအဲ့ဒါကိုဆုံးတော့ ဒါတော့တစ်ဖက်ကလှုပ်တော့မလှုပ်တဲ့အတန်ကိုမထွက်တော့တဲ့အနေအထားဖြစ်ပါတယ်ခင်ဗျာ နောက်ပွဲရရင်ဘယ်လိုကြောက် တော့နောက်ပွဲလေခင်ဗျာဒီပွဲမှာတော့မကျုံးတော့ဘူးဆိုအနေထားပါဗျာကျွန်တော်တို့အမှတ်နဲ့ဆော့ရမဟုတ်တဲ့အတွက်ဒါပွဲနဲ့ပဲเนาะအနိုင်ရှုံးနေဆော့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒါအမှတ်ကတော့မယူတော့ပါဘူးဒါကတော့လုံးဝ H2 ပေါ့ဗျာ H2 ဟုတ်တော့တော့တော့စားတော့စား ကျွန်တော်တစ်ဖက်ကပဲပြန်ပြီးတော့ return ပြန်လာနိုင်မလားဒီပွဲကိုဒီလောက်နဲ့ပဲ ရောက်ရေ ဒီလောက်နဲ့ပဲရှုံးပေးလိုက်ရတော့မလားဆိုတော့ကျွန်တော်တို့ကြည့်ရတော့မှာဖြစ်ပါတယ် ဘက်လေရောက်ဘက်လေရောက် ဖက်ဟာရောက်ဟာ ဘက်လေရောက် ဝင်အဲ့ဘာတဲ့ကောက်ဆိုင်နေရရောက် အမော်ရီရောက်အမလီရောက်ဟော ခေပါရောက်ဝန်တက် လုံးနေတိုင်းထိုင်ဘက်တာ ပေါ်တော့ပဲရှိရခင်ဗျာ နေမရှိတာဝါချုံးနိုင်နေတယ်မလို့တာဝါတော့တခါမှမရဘူးနော်ငါတို့ဒီမှာ အာမိသွားပြီ မိပဲသေးပါအော်ပျောက်သွားပြီခင်ဗျာလှချက်ပဲခင်ဗျာလှပပပဲလိုက်တော့တယ် ဟာအိုး အေးကဲတယ်ဗျာလုံးဝတပွဲကိုတော့မောင်ထင်အောင်လေးတို့ပွဲကားတွေရောအပြတ်အသက်ကိုနိုင်ရရှိသား